ဆရာကြီးဥပွင့်ဟာရဲ့ဘော်ရစ်ကန်နည်းဖြင့်ဝိပဿနာကျင့်စဉ်ဟာဆိုရင်ဒီနည်းစနစ်ဟာဘာသာရေးလူမျိုးရေးခွဲခြားမှုမရှိပဲညီသူမဆိုလက်တွေ့ကျင့်ကြံနိုင်တဲ့လောကီလောကုတ္တရာနှက်ဖြာအကျိုးရှိစေမဲ့ဝိစာအတက်အဖြစ်သင်ကြားပေးခြင်းဖြစ်ပါတယ်ဆရာကြီးဦးကိုဟင်ဟာရဲ့ဝိပဿနာတရားအထုတ်နည်းဟာမြတ်စွာဘုရားရှင်ရဲ့မူလဟောကြားချက်တွေကိုအခြေခံပြီးသီလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါးအတိုင်းစနစ်တကျလေ့ကျင့်ပေးတာဖြစ်ပါတယ်ဆေးရတရားစခန်းတွေမှာသင်ကြားပေးလေ့ရှိတဲ့အစဉ်စဉ်သောဤစနစ်များမတ်1သီလအခြေခံကျင့်ဝတ်တရားမစတင်မီစိတ်ငြိမ်သက်ဖို့အတွက်အခြေခံသီလတွေကိုအရင်စောင့်တည်ရပါတယ်သူတစ်ပါးအသက်ခြင်းခိုးယူခြင်းကာမဂုဏ်မှားယွင်းခြင်းလိမ်ညာခြင်းနဲ့မူရစ်စေဝါသုံးစွဲခြင်းတို့မှရှောင်ကျဉ်ရပါမယ်တရားစခန်းအတွင်းမှာအရိယာတို့ဤစိတ်နေခြင်းကိုစောင့်ထိန်ရပါတယ်ကိုနှုတ်ငြိမ်သက်စေဖို့အတွက်ဖြစ်ပါတယ်ရှင်နံပါတ်1သမာဓိအာနာပါနကျင့်စဉ်ပထမ3ရက်ခွဲခန့်မှာစိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ရပါတယ်ရှုမှတ်ပုံအနေနဲ့နှာသီးဝါးနဲ့အပေါ်နှခမ်းကြားဧရိယာလေးမှာလေဝင်လေထွက်ဖြစ်ပေါ်နေမှုကိုသတိကပ်ပြီးစောင့်ကြည့်ရပါတယ်ရည်ရွယ်ချက်အနေနဲ့ကတော့လေကိုထိန်းချုပ်ဖို့မဟုတ်ဘဲသဘာဝအတိုင်းဝင်တိုင်းထွက်တိုင်းသိနေဖို့ဖြစ်ပါတယ်ဒါဟာစိတ်ကိုဆူရှထမြက်စေပြီးဝိပဿနာကုဖို့အခြေခံကောင်းရယူတာဖြစ်ပါတယ်နံပါတ်3ပညာဝိပဿနာကျင့်စဉ်စတုထနေ့မွန်လွဲပိုင်းမှာဝိပဿနာကိုစတင်ပါတယ်ဒါဟာခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုအရှိအတိုင်းသိမြင်တဲ့အဆင့်မှာရှုမှတ်ပုံအနေနဲ့ကတော့ဥကောင်းထိပ်ကနေခြေပြားအထိခြေပြားကနေဥကောင်းထိပ်အထိခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီအလိုက်ဝေဒနာတွေကိုစောင့်ကြည့်ရပါတယ်ခံစားမှုများပူခြင်းအေးခြင်းရာခြင်းတင်းခြင်းနာကျင်ခြင်းဒါမှမဟုတ်တိမ်မွေးတဲ့ဒုက္ခမှုလေးတွေကိုသိအောင်လုပ်ရပါတယ်ဥပိ္ပခာကောင်းတဲ့ဝေဒနာတွေ့ရင်တာယာမှုမရှိစေပဲမကောင်းတဲ့ဝေဒနာနာကျင်မှုတွေ့ရင်လည်းစိတ်မဆိုးပဲအနေဆမမြဲခြင်းသဘောကိုနားလည်ပြီးလစ်လူရှုဥပိ္ပခာထားနိုင်အောင်ကျင့်ကြံရပါတယ်နံပါတ်4မေတ္တာဘာဝနာနောက်ဆုံး10ရက်မြောက်နေ့မှာတော့မိမိရရှိထားတဲ့ကုသိုလ်တွေအေးချမ်းမှုတွေကိုတတ္တဝါအားလုံးကိုပြန်လည်ဝေမျှတဲ့မေတ္တာပို့ကျင့်စဉ်ကိုသင်ကြားပေးပါတယ်အဓိကအနှစ်သာရဥပ္ပိုလ်အင်အားရဲ့ဤစနစ်မှာဝေဒနာကိုအခြေခံပြီးအနိစ္စသဘောကိုကိုယ်တိုင်တွေ့အောင်ကြည်ခိုင်းတာဖြစ်ပါတယ်စိတ်ထဲမှာကိလေသာအဟောင်းတွေကိုအမြင့်ပြတ်အောင်ဝေဒနာပေါ်မှာတုံ့ပြန်မှုမလုပ်ဘဲဥပိ္ပခာတရားနဲ့ကြီးတဲ့နည်းပဲဖြစ်ပါတယ်ရှင်